အောင်မြင်သွားရင်နှက်ကြောင့်လားမအောင်မြင်နှက်မကြည်နဲ့လို့လားဒါမှမဟုတ်ကိုမယုံကြည်ရဲတာလားနှက်ကိုးကွယ်မှုတွေကဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့အစုံအမတွေနဲ့ဘလောက်စန့်ကျင်ဘက်ဖြစ်နေသလဲနှက်ကိုးကွယ်မှုတွေကြောင့်လက်တွေ့ဘဝမှာစိတ်ပိုင်းဆိုင်ရာစီးပွားရေးပိုင်းဆိုင်ရာတွေကိုဘလို့အလွဲတွေဖြစ်ပေါ်စေသလဲဆိုတာကိုအချက်လက်တိတိကျကျနဲ့ပြောပြပေးပါမယ်ဒီနေ့ဗီဒီယိုမှာတော့မြန်မာလူမျိုးအများစုယုံကြည်နေကြတဲ့နှက်ကိုးကွယ်မှုရဲ့အယူအဆအလွဲတွေကိုဗုဒ္ဓဘာသာအမြင်နဲ့အကျိုးအကြောင်းဆင်ခြင်ပြီးပြက်သားသားခွဲခြမ်းစိတ်ပြပြောပြပေးသွားပါမယ်နှက်ကိုးကွယ်မှုရဲ့အခြေခံအယူအဆမြမရိုးရာယုံကြည်မှုတွေထဲမှာနှက်ကိုးကွယ်ခြင်းဆိုတာရာစုနှစ်များစွာတည်းကရှိလာခဲ့တာပါအခက်ခဲတစ်ခုခုကြုံရင်နှက်ကိုမေးမယ်နှက်ကိုပူဇော်ပတ်နှက်ပွဲပေးနှက်ကကူညီလိုက်မယ်လို့ယုံကြည်တတ်ကြပါတယ်ဒါပေမဲ့မေးစရာတစ်ခုရှိပါတယ်နှက်ကတကယ်ပဲကိုယ့်ဘောကိုလာပြီးအဆုံးဖြတ်ပေးနိုင်သလားဗုဒ္ဓမြတ်စွာဘုရားရှင်ကတိတိကျကျဟောပေးထားပါတယ်အတ္တဟိအတ္တနောနာထောဆိုတဲ့အတိုင်းမိမိသာလျှင်မိမိကိုယ်ွယ်ရာဖြစ်တယ်လို့လူတစ်ယောက်ရဲ့ကောင်းကျိုးဆိုးကျိုးအောင်မြင်မှုကြာရှုံးမှုတွေဟာနှက်ကြောင့်မဟုတ်ပါဘူးကိုယ့်ရဲ့စေတနာနဲ့ပြုလုပ်လိုက်တဲ့ကံကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကြောင့်သာဖြစ်လာတာပါလို့တိတိကျကျဟောပြထားပါတယ်အခက်ခဲတွေနဲ့စိန်ခေါ်မှုတွေနဲ့ကြုံတွေ့ရတဲ့အခါမိမိရဲ့စွမ်းဆောင်ရည်စ조사အားထုတ်မှုဝိရိယကိုမြင့်တင်လောက်ကန်ရမယ့်အစားနတ်ကိုးကွယ်မှုကိုနတ်ကိုပူဇော်ပတ်တာခြင်းနတ်ပွဲပေးခြင်းနတ်တဘာဘာကလာရောက်ဖြည့်ရှင်းပေးလိမ့်မယ်လို့မျှော်လင့်နေတာကလူကြီးမဆန်တဲ့ကိုတာဝန်မယူတတ်တဲ့ကလေးဆန်တဲ့အတွေးတပြိုးပဲဖြစ်ပါတယ်ပြဿနာကိုရင်ဆိုင်ဖြည့်ရှင်းရမယ့်အစားခဏတာစိတ်သက်သာရစေတာကိုရှာဖွေနေခြင်းပဲဖြစ်ပါတယ်နောက်တစ်ခုကနတ်ကစိတ်ဆိုးနေတယ်ဆိုတဲ့အယူဆပါနတ်ကိုးကွယ်မှုတွေထဲမှာအထူးခြားဆုံးနဲ့အသိသာဆုံးအယူဆတစ်ခုကတော့နတ်ကစိတ်ဆိုးနေလို့ပွဲပေးရမယ်ဆိုတဲ့အယူဆပါပဲကဲဒီယူဆကိုကျွန်တော်တို့စဉ်းစားကြည့်လိုက်ရအောင်ဘာနဲ့တူတယ်လဲသိလားကလေးတယောက်ကဒေါသထွက်ပြီးမုံမပေးရင်ငိုနေတဲ့ပုံစံနဲ့တူပါတယ်နတ်တွေကိုလူတွေထက်တကိုးကြီးတဲ့အစစ်မြင့်နေဆိုပြီးတစ်ဖက်မှာတော့နတ်တွေကိုလုံးဝမရင်ကျက်တဲ့ကလေးဆန်တဲ့စိတ်ထားတွေနဲ့ပုံဖော်ပေးထားသလိုပါပဲအဲ့ဒီနေရာမှာနတ်ကတော်တွေဘေးရင်ဆရာတွေကဝင်လာပြီးတော့ပွဲကြီးပေးမှရမယ်ရေရချေမှရမယ်ပွဲမပေးရင်ရေရမချေရင်မင်းတို့ဒုက္ခတွေထပ်ဖြစ်လိမ့်မယ်ဆိုပြီးတော့ကိုးကွယ်သူတွေရဲ့ကြောက်စိတ်ကိုအရင်ပြုပြီးသူတို့တွေငွေရှာနေကြတာပါစိတ်ပိုင်းဆိုင်ရာလိမ်လည်မှုနတ်ပွဲပေးပြီးလို့အလောက်ကင်ကြီးအဆင်ပြေသွားရင်နတ်ကမျက်နှာသာပေးလို့အစမပြေခဲ့လို့မအောင်မြင်ခဲ့ရင်နတ်ကမကြည်နဲ့သေးလို့ဒီလိုနဲ့ပဲဘယ်ခြေနေရောက်နှစ်ဖက်ကပဲလူတွေကိုအပြစ်တင်လို့ရအောင်လို့ကိုးကွယ်ယုံကြည်သူတွေအတွက်စနစ်တကျပုံဖော်တိစောက်ထားတဲ့စိတ်ပိုင်းဆိုင်ရာလိမ်လည်မှုကြီးဖြစ်ပါတယ်အမှန်တကယ်ကတော့နတ်ပွဲပေးပြီးတဲ့နောက်မှာလူတွေကစိတ်သက်သာရသွားခဲ့တယ်ယုံကြည်မှုမြင့်တက်သွားတဲ့အတွက်ကြောင့်မလို့အလုပ်တွေကိုပိုပြီးစူးစမ်းလာတယ်အဲ့ဒါကြောင့်အောင်မြင်တာပါဒါကိုသိပ္ပံဘာသာရပ်နဲ့ပြောပြမယ်ဆိုရင် placebo effect လို့ခေါ်ပါတယ်နတ်ကြောင့်မဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ကြောင့်ပါပဲကိုယ့်ရဲ့ယုံကြည်မှုမြင့်တက်သွားလို့ကိုယ်တိုင်အလုပ်ပို့စူးစမ်းလာလို့တကယ်ရရှိလာတဲ့အကျိုးသက်ရောက်မှုပဲဖြစ်ပါတယ်နောက်တစ်ခုနတ်ကင်ခြင်းဆိုတဲ့ချိန်ချောက်မှုပါပဲလူအတိုင်းဝိုင်းပတ်ဝန်းကျင်မှာနတ်ကင်လိမ့်မယ်ဆိုတဲ့စကားနဲ့လူတွေကိုထိန်းချုပ်ဖို့အတွက်အသုံးပြုတတ်ကြပါတယ်ဒါဟာစိတ်ပိုင်းဆိုင်ရာဖိအားပေးမှုတစ်ခုပါပဲဗုဒ္ဓဘာသာအရဘယ်နဲ့ဘယ်ပရလောကသားကမှလူသားတဦးရဲ့စေတနာနဲ့ပြုလုပ်ထားတဲ့ကောင်းမှုကံမကောင်းမှုကံတွေကိုဖျက်ဆီးပိုင်ခွင့်မရှိပါဘူးသစ္စာတရားကိုကိုးကွယ်ယုံကြည်ပြီးသီလသမာဓိပညာကိုဖြည့်ကျင့်နေတဲ့လူပုဂ္ဂိုလ်ကိုဘယ်နဲ့ဘလူးပြိတ်တာဘယ်အထက်ပုဂ္ဂိုလ်တွေကမှထိခိုက်နိုင်စွမ်းမရှိပါဘူးလို့တိတိကျကျဟောထားပါတယ်နောက်ဆုံးအနေနဲ့ပြောရရင်နတ်ကိုးကွယ်မှုတွေကစိတ်ချမ်းသာမှုအချို့ကိုပေးနိုင်ပေမဲ့ကိုယ်ပိုင်ဉာဏ်ပညာနဲ့ကိုယ်ပိုင်ဝိရိယရှိအားထုတ်မှုတွေကိုအားနည်းသွားစေတဲ့အယူအဆအလေးကျင့်တစ်ခုကိုဖြစ်စေပါတယ်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဘဝမှာကြုံလာတဲ့အခက်အခဲပြဿနာတွေရှိခဲ့ရင်နတ်ကိုအားကိုးမရှာပဲမက်ကင်၈ပါးနဲ့တရားနီလန်းကြကြဖြည့်ရှင်းဖို့သာကြိုးစားသင့်ပါတယ်
ကိုဘဝကိုနတ်တွေအပေါ်အနံ့မထားပဲကိုသာကိုကိုွယ်ရအဖြစ်ပြက်ပြက်သားသားစင်ကျင်သုံးသက်ပြီးပြုမှုနေထိုင်တဲ့နယ်လို့အကြံပြုပြောကြားလိုက်ပါတယ်အခုနားထောင်နေတဲ့သူတွေရောနတ်ကိုကိုွယ်မှုကိုဘယ်လိုတွေမြင်ကြသလဲကိုပိုင်မြင်လေးတွေကိုကွန်မန့်မှာတစ်ချက်လောက်ပြောပေးခဲ့ကြပါဦးနော်နောက်တစ်ပတ်မှာလည်းဒီချက်ပိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ရွှေအော channel လေးကို like and subscribe လုပ်ပြီးဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ဖို့မမေ့နဲ့နော်တင်ဆက်သူကျွန်တော်ကိုအောဖြစ်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ